ဂုံဒီရှိတဘာပရိကြီးနဲ့တဘာပရိများကြွားရောက်လာတဲ့လူကြီးမင်းများအားလုံးကိုရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော်မှမိုင်ဆုံကမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာဂါရဝပြုအပ်ပါတယ်တစ်ဆက်တည်းမှာပဲကိုစိတ်နှပြချမ်းသာပါစေကြောင်းကိုလည်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ဟာညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ SSPP SSA ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်စောက်ခွန်ဆိုင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အနည်းနည်းအလတ်လမျော်လင့်တောင့်တနေတဲ့ဒီတော်စုငြိမ်းချမ်းရေးညီလာခံ21ရာစုပင်လုံမှာကိုစားပြုတင်ပြခွင့်ရတဲ့အတွက်လွန်မဲ့ဂုဏ်ယူဝမ်းမြောက်ဝမ်းသာဖြစ်ရပြီးအားလုံးကိုလိုက်လဲကျေးဇူးဥပကာယတင်ရှိကြောင်းကိုရှေးဦးစွာပြောကြပါရစေခင်ဗျာလွန်ခဲ့တဲ့68နှစ်တုန်းကတိုင်းနာခေါင်းဆောင်များချမ်းပြည်ပင်လုံမြို့မှာစုစည်းကြပြီးချိန်တဲ့အောင်မြင်စွာကျင်းပနေတဲ့တမိုင်းဝင်ပင်လုံညီလာခံကြီးကိုဗိုလ်ချုပ်အောင်ဆန်းမှပါဝင်တက်ရောက်နိုင်ခဲ့ပါတယ်1949ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာမော်ကွန်းတင်ပင်လုံစာချုပ်ကြီးကိုတညီတညွတ်တဲ့ချုပ်ဆိုနိုင်ခဲ့ကြပါတယ်အဲ့ဒီအချိန်အဲ့ဒီကာလပင်လုံညီလာခံကြီးမှာပဲကျွန်တော်တို့တိုင်းသားညီကိုတွေဟာရင်းနီတွေ့ဆုံဆွေးနွေးကြပြီးခိုင်မြဲတဲ့တွဲစည်းညီညွတ်မှုကြီးကိုအမိအယတည်ဆောက်ခဲ့ကြပါတယ်အဲ့ဒီအကျိုးဆက်ကြောင့်ကျွန်တော်တို့တွေအင်္ဂလိပ်နယ်ချဲ့လက်အောက်ကလွတ်လပ်ရေးရလူနိုင်ခဲ့တယ်အခုဒီတော်စုငြိမ်းချမ်းညီလာခံ21ရာစုပင်လုံမှာလည်းပဲ1949ခုနှစ်ပင်လုံကဲ့သို့တိုင်းသားလူမျိုးအားလုံးတွဲစည်းညီညွတ်မှုကိုအလားတူပြန်လည်ဖော်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်တို့အလေးနဲ့မျှော်လင့်ပါတယ်တဘာပရိကြီးနဲ့တဘာပရိများခင်ဗျာဆက်လက်ပြီးညီညွတ်သောတိုင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့စာရန်တစ်ခုဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုဆိုင်ရာအဓိကကျတဲ့မူဝါဒနဲ့လက္ခဏာများထဲမှာအပိုင်းလေးကိုတင်ပြပါမယ်ခင်ဗျာအပိုင်းလေးရွေးကောက်တင်ပြပုံစနစ် electoral system တစ်အများစုအနိုင်ရတဲ့စနစ် plurality system နှစ်50အပေါင်း1ရာခိုင်နှုန်းစနစ်အများဆုံးနိုင်ရသူ2ဦးပြန်ပြီးအရွေးကောက်ခံသည့်စနစ် truth majority 3အချိုးကျစနစ် proportional representation alternative voting တနည်းအားဖြင့် instead ballot voting ဖြစ်ပါတယ်အတိတ်ပဲဖွင့်ဆိုခြင်း concept ကာကြီးဒီမိုကရေစီပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရပါမယ်နေ့ပြည်အောင်စုဖွဲ့ဝင်ပြည်နယ်များနဲ့ရင်းပြည်နယ်များရှိပြည်သူလူထုများသည်အချုပ်အခြာအာဏာ၏မူရင်းပိုင်ရှင်များဖြစ်ကြသည်၃လူ့အခွင့်အရေးကိုပေါ်ဆောင်ပေးသည့်ဒီမိုကရေစီဖြစ်ရမည်၄တရားဥပဒေစိုးမိုးရေးလွတ်လပ်သည့်တရားစီရင်ရေးဥပဒေရှင်းမောက်တွင်တန်းတူညီမျှမှုရှိရမည်၅လျှို့ဝှက်တိုက်ရိုက်ပုံမှန်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲရှိရမည်၆နိုင်ငံရေးလူမှုရေးနဲ့စီးပွားရေးဖြစ်စဉ်တွင်ဒီလူလူမှလွတ်လပ်စွာပါဝင်ခွင့်ရှိရမည်ခုနှစ်တာဝန်ခံမှုတာဝန်ယူမှုနဲ့ပွင့်လင်းမြင်သာမှုရှိရမည်ခါခွေတန်းလူရေး equality တိုင်းသားတိုင်းဒီနိုင်ငံရေးလူမှုရေးစီးပွားရေးတ
တရားဥပဒေအရကိစ္စရများတွင်လူမျိုးဘာသာကြားမှခွဲခြားခြင်းမရှိဘဲတန်းတူအခွင့်အရေးရှိရမည်။ဒါနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် self determination ပြည်ထောင်စုနှင့်သက်ဆိုင်သောအာဏာများနှင့်ပူးတွဲအာဏာများကိုတတ်မှတ်ပြီးကြားအာဏာများကိုပြည်နယ်များမှပြဋ္ဌာန်းပိုင်ခွင့်ရှိစေရမည်။နှင့်ပြည်ထောင်စုဖွဲ့ဝင်ပြည်နယ်များသည်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးအပြည့်အဝရှိသည်။ကျွန်တော်တင်ပြလိုတဲ့အပိုင်းလေးပြီးပါပြီ။ဆက်လက်ပြီးတင်ပြလိုတာကတော့ကျွန်တော်တို့လိုလားတဲ့ပြည်ထောင်စုဆိုရင်ဆရာကြီးတခင်ကိုယ်တိုင်မိုင်းပြောကြားခဲ့တာကလူလတ်တဲ့ပြည်ထောင်တွေစုပေါင်းထားတာကိုဆိုလိုတယ်လို့ဆိုတယ်ဒီနဲ့အချင်းချင်းဓာတ်တူအခွင့်အရေးရှိရမယ်ဓာတ်တူကိုပထမဆုံးနဲ့အလိုအဆုံးပြင်ဆင်ရမှာကတော့ဘာပြည်နယ်တစ်ခုအဖြစ်ပြန်လည်ဖွဲ့စည်းရဖြစ်ပါတယ်ဓာတ်တူတဲ့ပြည်နယ်တွေပေါင်းလိုက်မှပြည်ထောင်စုစစ်မှန်ပါမယ်တပါးပြည်ကြီးနဲ့တပါးပြည်များခင်ဗျာအထက်ပါပနာမဆွေးနွေးတင်ပြချက်များဟာအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ပတ်သက်တဲ့အခြေခံမူတချို့တာဖြစ်ပါတယ်လူတော်အမတ်များတိုင်းနာလက်နက်ကိုင်အဖွဲ့အစည်းများပညာရှင်များနဲ့ဥပဒေပညာရှင်များမျိုးဆက်ပြည်သူငယ်များအမျိုးသမီးများနဲ့အခမ်းကဏ္ဍအသီးသီးမှကျွမ်းကျင်သူများကအချောကံပြီးရုပ်လုံးပေါ်ပေးကြလိမ့်မယ်လို့အထူးမျှော်လင့်ပါတယ်။ကျန်တဲ့အပိုင်းကိုဒီခိုင်မျိုးသားကောင်စီမှဦးတို့စောကဆက်လက်တင်ပြပါမယ်။တိုင်းနာလူမျိုးပေါင်းစုံစီလုံးညီညွတ်ရေးမှဓာတ်တူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအပြည့်အဝအာမခံချက်ပေးနိုင်မဲ့စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးအများပေါ်ထွန်းလာပါစေကြောင်းစုမုံကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့တင်ပြချက်ကိုညီကုန်းချုပ်အပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကိုကျော်စက်ခွန်ဆိုင်ဒုက္ကဋ္ဌရှမ်းပြည်တိုးတက်ရေးပါတီ SSPP အားအထူးပင်ကျေးဇူးတင်ရှိပါတယ်